Hello အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ Manchester United ဟာပြီးခဲ့တဲ့2025-26ရာသီမှာနီးပြမိုင်ကယ်ကာရီရဲ့လက်အောက်အဆင့်3နေရာနဲ့ရာသီပိတ်နိုင်ခဲ့ပြီး United ပရိသတ်တွေအားလုံးမျှော်လင့်နေတဲ့ UEFA Champions League ဝင်ခွင့်ကိုလည်းပြန်လည်ရယူပေးနိုင်ခဲ့ပါတယ်ဒါဟာနီးပြကာရီအတွက်ရောအသင်းအတွက်ပါတကယ့်ကိုအောင်မြင်တဲ့ခြေလှမ်းတစ်ခုဖြစ်ခဲ့ပါတယ်လာမယ့်2026-29ရာသီသက်မှာအာဆင်နယ်မန်စီးတီးတို့နဲ့အတူပရီးမီးယားလိဂ်ချန်ပီယံဆုကိုအပြင်းအထန်ဆင်ခေါ်နိုင်ဖို့အတွက်အသင်းရဲ့အားနည်းချက်ရှိတဲ့နေရာတွေကိုအခုနွေရာသီဈေးကွက်မှာတိတ်တဆိတ်နဲ့အားရပါရလူရင်းအားဖြစ်တင်နေပါတယ်ဒီနေ့ဗီဒီယိုထဲမှာတော့ပရိသတ်တွေအသေးအတန်သိချင်နေကြတဲ့တရားဝင်ကစားသမားတစ်ခေါ်ယူမှုသတင်းတွေလက်ရှိကမ်းလှမ်းမှုပြုလုပ်နေတဲ့အပြောင်းအရွှေ့ကောလာဟလတွေနဲ့အတူအသင်းရဲ့အဓိကတိုက်စစ်မှုMarcus Rashford ရဲ့အနာဂတ်အခြေအနေတွေကိုအစအဆုံးနဲ့အသေးစိတ်တင်ဆက်ပြီးတော့မှဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာ။ကဲပထမဆုံးသတင်းအနေနဲ့ United ကတရားဝင်ကလပ်ကြေညာချက်ထုတ်ပြန်လိုက်တဲ့ Dan Deals သတင်းကိုစပြောချင်ပါတယ်။အဲ့ဒါတော့ Tottenham Hotspur Academy ထွက်အသက်16နှစ်အရွယ်အရေးအချင်းရှိလူငယ်တောင်ပန်ကစားသမားလေးTynan Thompson ကို United တို့အပိသက်ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ဒီအပြောင်းအရွှေ့ဟာအနာဂတ်အတွက်ယင်းနှမြုပ်နှံမှုတစ်ခုလို့ပြောလို့ရပါတယ်။ဗြိတိန်သတင်းတွေရဲ့ဖော်ပြချက်အရ United ဟာ Thompson အတွက်ပြောင်းရွှေ့ခြင်းအခြေခံပေါင်း၄တန်းပေးချင်ရမှာဖြစ်ပြီးနောက်ကစားသမားရဲ့စွမ်းဆောင်ရည်အပေါ်မူတည်ပြီး add-ons ကြီးပေါင်း၄တန်းထပ်တူပေးရမှာမို့စုပေါင်း၈တန်းဝန်းကျင်ကြတဲ့မှာဖြစ်ပါတယ်။စပါတင်ဘက်ကလည်းဒီကစားသမားကိုနောက်တစ်ချိန်တခြားကလပ်ကိုပြန်ရောင်းခြင်းရာဂိုင်နှုန်းခွဲရမယ် sell on clause ကိုလည်းထည့်သွင်းချိုးဆိုထားပါတယ်။ Thompson ဟာအသက်ငယ်ပေမဲ့အလားအလာအလွန်ကောင်းတဲ့တောင်ပင်လူငယ်တစ်ဦးဖြစ်တာကြောင့်နီးပြကာရီရဲ့လူငယ်ပြုစုပြောထောင်ရဲ့စီစဉ်အောင်ဘယ်လောက်အထိတောက်ပမလဲဆိုတာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။သူဟာ United ရဲ့နွေရာသီစရုပ်ထမြောက်ကစားသမားတစ်လည်းဖြစ်လာခဲ့ပါတယ်ဆိုတော့ကြော်ညာလေးတစ်ခုဝင်အောင်မယ်ဗျာခုလို Manchester United update news နဲ့ highlight video လေးတွေအမြဲတင်ဆက်ပေးသွားမှာဖြစ်လို့စိတ်ဝင်စားရင် channel ကို like and subscribe လေးလုပ်ခဲ့ပေးပါဦးအားလုံးပဲကျေးဇူးတင်ပါတယ်ဆိုတော့ရှေ့ဆက်အောင် United ဟာပြီးခဲ့တဲ့ရာသီကအဓိကအားနည်းခဲ့တဲ့ကွင်းလယ်ပိုင်းကိုဒီနွေရာသီမှာအကြီးအကျယ်ပြုပြင်ပြောင်းလဲနေပါတယ်အသင်းရဲ့လစာအများဆုံးကစားသမားတွေဖြစ်တဲ့ Casemiro နဲ့ Jadon Sancho တို့ရှင်းထုတ်နိုင်ခဲ့ပြီးတဲ့နောက်ဝင်းလေကိုလူငယ်အင်အားခြေစွမ်းရှိတဲ့အင်အားတွေနဲ့အစားထိုးခဲ့ပါတယ်ပထမအဆုံးအနေနဲ့ Chelsea အသင်းကနေပေါင်48တန်းနဲ့ခေါ်ယူခဲ့တဲ့ Andre Santos ဖြစ်ပါတယ် Santos ကခံစစ်ရောတိုက်စစ်ပါကူညီနိုင်တဲ့ကွင်းလယ်အင်ဂျင်တအူးဖြစ်တယ်လို့ United ရဲ့ရာသီကျိုးခြေစွမ်းပွဲမှာလည်းစတင်ပွဲတဲ့ကစားပေးနေပြီပဲဖြစ်ပါတယ်သူရဲ့အပြင်မှာ Aston Villa အသင်းကနေပေါင်35တန်းနဲ့ခေါ်ယူလိုက်တဲ့အတွေ့အကြုံရဲ့ကွင်းလယ်လူ Yuri Tielemans ကလည်း United ရဲ့ကွင်းလယ်မှာပွဲဖက်နိုင်စွမ်းနဲ့ဖန်တီးမှုပိုင်းကိုပုံမကောင်းမွန်စေမှာသိကြပါတယ်။ Santos တို့ရဲ့တက်ကြွမှုနဲ့ Tielemans ရဲ့အတွေ့အကြုံပေါင်းစပ်လိုက်လာမယ့်ရာသီ United ကွင်းလယ်ဟာ Premier League မှာကြောက်စရာအကောင်းဆုံးစင်းနဲ့ပါဝင်လာတော့မှာပဲဖြစ်ပါတယ်။ဒါရင်မဲလာဆိုတော့လေမဟုတ်သေးပါဘူး။ United ဟာကွင်းလယ်ကိုနောက်ထပ်တန်မဏိလူသားတစ်ယောက်ထပ်ဖြည့်ဖို့ကြိုးစားနေပါသေးတယ်။အီတလီအခြေစိုက်အပြောင်းအရွှေ့တရင်ရင်းမြစ်တွေရဲ့အဆိုအရ United ဟာရိုမာအသင်းရဲ့ပြင်သစ်ကွင်းလယ်ဖြတ်ကစားသမားManu Kone ကိုခေါ်ယူဖို့ပြင်းထန်စိတ်ဝင်စားနေပြီးလက်ရှိပြန်ဘက်ကလပ်တွေတက်ဆိုင် United ကပဲရှေ့ဆုံးကနေရေပန်းအစားဆုံးဦးဆောင်နေပါတယ်ခန်းစစ်ပိုင်းဖြတ်တောက်မှုအားကောင်းတဲ့ကိုနီးသာရောက်လာရင် United ကွင်းလယ်ဟာဖြတ်ပိုင်းမှာပိုပြီးချစ်လက်သွားမှာပါတစ်ချိန်တည်းမှာပဲအသင်းရဲ့ဘယ်နောက်ခံလူနေရာမှာလည်းအပြောင်းလဲတွေရှိနိုင်ပါတယ်ဘယ်နောက်ခံလူမာလာစီယာဟာအသင်းကထွက်ခွာသွားခဲ့တာကြောင့် Fulham အသင်းရဲ့အမေရိကန်နောက်ခံလူ Anthony Robinson ကိုမျက်စိကျနေပါတယ် Robinson ဟာ Premier League မှာအမြင့်ဆုံးကစားသမားနဲ့တိုက်စစ်လိုက်ပါမှုအားကောင်းတဲ့ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်သူအပြင်တခြားရွေးချယ်မှုအနေနဲ့ Newcastle နောက်ခံလူ Lewis Hall ကိုလည်းအသင်းရဲ့ Scott အဖွဲ့ကစောင့်ကြည့်နေတယ်လို့သိရပါတယ်ကဲနောက်ထပ်ပရိသတ်တွေအမေးများနေတဲ့အချက်ကတော့တိုက်စစ်မှု Marcus Rashford ရဲ့
အနာဂတ်အခြေအနေပဲဖြစ်ပါတယ်။ Rashford ဟာပြီးခဲ့တဲ့ကာလတွေကဘာစီလိုနာ၊ Aston Villa တို့မှာအငှားသွားရောက်ကစားခဲ့ပြီးကမ္ဘာဖလားအပြီးမှာအသင်းစီပြန်လည်ပူးပေါင်းခဲ့တာပါ။သူရဲ့စာချုပ်ထဲမှာပါဝင်တဲ့အပြောင်းအရွှေ့ဆိုင်ရာသတ်မှတ်ချက်တွေဟာတက်တန်းကုံဆုံးသွားခဲ့ပြီဖြစ်တာကြောင့်အခုအချိန်မှာတော့ Rashford အနေနဲ့လာမဲ့ရာသီသစ်မှာ Manchester United အသင်းမှာပဲဆက်ရှိနေဖို့ယာနှုံးပြည့်တည်ကြသွားပြီပဲဖြစ်ပါတယ်။နီးပြမိုက်ကယ်ကာရီကလည်း Rashford ရဲ့ကစားဟန်ကိုချိန်နေသက်ပြီးသူ့ရဲ့ရာသီသစ်နီးပြွာတွေထဲမှာ Rashford ကိုအတိကတိုက်စစ်ကစားသမားတဦးအဖြစ်ပြန်လည်အသုံးပြုဖို့စီစဉ်ထားပါတယ်။ဒါကြောင့် Rashford အနေနဲ့ Old Trafford မှာသူ့ရဲ့ခြေစွမ်းအမှန်ကိုပြန်လည်ပြသနိုင်မလားဆိုတာရာသီသစ်မှာရင်ခုန်စွာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။သင်ရဲ့သတင်းတွေအပြင်ပရိသတ်တွေလက်ခုပ်တီအားပေးရမယ့်ဂျာစီတစ်သတင်းလည်းရှိပါတယ်။ Adidas နဲ့ United တို့ပေါင်းထုတ်လုပ်မဲ့2026-29ရာသီသစ်အတွက်အဝေးကွင်းဂျာစီတစ်ကိုလာမယ့်ဇူလိုင်လ22ရက်နေ့ဗုဒ္ဓဟူးနေ့မှာတရားဝင်တီဇာတွေနဲ့အတူကဘာတဝန်းကိုချပြတော့မှာပဲဖြစ်ပါတယ်။ဒီတကောက်အဝေးကွင်းဂျာစီဒီဇိုင်းရပရိသတ်တွေအကြိုက်ဖြစ်မလားဆိုတာတော့စောင့်ကြည့်အောင်ပါ။ဒါကတော့နောက်ဆုံးသတင်းအနေနဲ့အသင်းရဲ့ရာသီချီဆုံးပွဲအခြေအနေပါ။သင်ဟာပထမဆုံးချီဆုံးပွဲအဖြစ်ဖင်လန်နိုင်ငံ Helsinki Wrexham အသင်းနဲ့ကစားခဲ့ရမှာလူငယ်တွေအဓိကသုံးခဲ့တာကြောင့်ဝမ်စီနဲ့မထင်မဲ့ပဲရှုံးနေခဲ့ပါတယ်။ဒါပေမဲ့ဒါဟာရာသီချိုကစားသမားစံတမှုတက်ဖြစ်ပါတယ်။ United ဒုတိယမြောက်ရာသီချိုချီဆွဲပွဲကိုတော့လာမယ့်ဇူလိုင်လ24ရက်တောက်ကြနေ့မှာနော်ဝေးနိုင်ငံ Trondheim မြို့မှာနော်ဝေးကလပ် Rosenborg အသင်းနဲ့ရှင်ပြန်ကစားတော့မှာပဲဖြစ်ပါတယ်။ဒီပွဲတော့အသင်းရဲ့လူသစ်တွေဖြစ်တဲ့ Santos Tielemans တို့ရဲ့ခြေစွမ်းကိုပုံမမြင်တွေ့ရဖို့ရှိနေပါတယ်။ဒီပွဲတွေပြီးရင်တော့အော်ဂိုလာထဲမှာ Atletico Madrid PSG တို့လိုအသင်းကြီးတွေနဲ့ဇက်တိုက်ခြေစမ်းပြီးဩဂုတ်22ရက်နေ့မှာတော့ Hull City နဲ့အဝေးကွင်းပွဲစဉ်ကစားရင် Premier League ရာသီတစ်ကိုစတင်ဖွင့်လှစ်တော့မှာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ဒါကတော့ Manchester United အသင်းရဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံးနောက်ဆုံးရအပြောင်းရွှေ့နဲ့အသင်းတွင်သတင်းတွေပဲဖြစ်ပါတယ်။ပရိသတ်တို့ရောအသင်းရဲ့ကစားသမားတစ်တွေအပေါ်ဘယ်လိုမြင်လဲ။ Manu Kone နဲ့ Anthony Robinson တို့ရောအသင်းမှာမြင်ချင်ကြလား။ comment မှာဝင်ရောက်ဆွေးနွေးခဲ့ပေးကြပါဦးခင်ဗျာ။ဗီဒီယိုလေးကိုသဘောကျရင် like and share လုပ်ပြီးကျွန်တော်တို့ channel လေးကိုလည်း follow လုပ်ထားပေးပါဦး။အားလုံးပဲကျေးဇူးတင်ပါတယ်။တာယာသောနေ့ရက်လေးပိုင်ဆိုင်နေကြပါစေဗျာ။